အတက်20ကျော်လာပြီပြီးရင်လမ်းပြောင်းနေရလို့ခံစားမိရဲဆိုရင်ဒီအခုအကြံပေးမဲ့စာအုပ်9အုပ်ကိုတွားဖတ်ပါပထမဦးဆုံးဖတ်ရမယ့်စာအုပ်ကတော့ Ikigai လို့ခေါ်ပါတယ်ဒါဟာကတော့ကိုယ့်ရဲ့ဘဝရဲ့အသိပယ်ကိုပုံဖော်ပေးမဲ့စာအုပ်ဖြစ်ပါတယ်ဒီစာအုပ်ထဲမှာအဓိကအားဖြင့် passion mission vocation profession ဆိုပြီးမှာပေါ့နော်ကိုယ့်ရဲ့ဘဝစိတ်ဆန္ဒနဲ့အလုံးနဲ့နော်ကိုလှုပ်ချင်တဲ့အရာတွေကိုပတ်စံပေးမဲ့အရာတွေဘယ်လိုမျိုးထပ်တူကြတဲ့ဟာကိုရွေးပြီးမှလောက်ရမလဲဆိုတာကိုလူငယ်တွေကိုတင်ပေးထားတဲ့ method တစ်ခုဖြစ်ပါတယ်ဒီစာအုပ်ကိုမဖြစ်မနေလူငယ်တွေနားထောင်ရုံတာမကဘူးပေါ့နော်ကိုယ့်ရဲ့ ikigai ကိုပုံဆွဲပြီးမှအဖြေရှာတင်ပါတယ်ဒုတိယတအုပ်ကကြတော့ deep work ဆိုတဲ့စာအုပ်ဖြစ်ပါတယ်ဒီစာအုပ်ထဲမှာဒီအရင်ကြိုက်တဲ့စကားလုံးတစ်လုံးရှိရဲအဲ့ဒါဘာလဲဆိုရင် your future depends on your ability to focus လို့ပြောထားတယ်ပေါ့နော်တင်းရဲ့အနာဂတ်ကိုပုံဖော်မှာကတင်းဘလောက်ထိအလုပ်တစ်ခုအပေါ်မှာအာယုံစူးစိုက်ပြီးမှပေါ့နော် deep work ကိုလုပ်နိုင်လဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်ယနေ့လိုမျိုး social media ခေတ်မှာအနောက်ရှက်တွေအများကြီးရှိတယ် noise တွေအများကြီးရှိတယ်။ဘာမှပဲကြည်ကိုယ့်ရဲ့စိတ်ကို attention ရအောင်ယူပြီးမှလေ distraction တွေများတဲ့အတွက်ကြောင့်မို့လူငယ်တွေကိုဒီ deep work နဲ့ပတ်သက်ပြီးမှလေ့လာစီချင်ပါတယ်ပေါ့နော်။ဒီကိုယ်တိုင်ကဒီ deep work ဆိုတဲ့စာအုပ်ကိုဖတ်ပြီးတဲ့အချိန်မှာရွှေနှုတ် company ကို head of marketing လုပ်ပြီးတော့ okay ဒီ company ကိုလူတွေစိတ်ဝင်စားအောင်ဘယ်လိုမျိုး market လုပ်ရမလဲဆိုတာကိုတစ်နှစ်လောက်တိကိုရှောက်မလဲခီးမသွားပဲနဲ့ဘားတွေ night club တွေမသွားပဲနဲ့ပေါ့နော်အိမ်ခန်းတစ်ခန်းကနေဗီဒီယိုရိုက်ပြီးမှရောပြီးရင်ကုမ္ပဏီကလူတွေကို manage လုပ်ပြီးမှရောအကြံတွေအများကြီးပေးခဲ့တယ်အဲ့လိုမျိုး deep work လုပ်ခဲ့လို့လေဒီရွှေနှုတ်ကုမ္ပဏီကိုလူတွေအများစုကတိလာတယ်လို့ဒီထင်တယ်ပေါ့နော်အဲ့တော့လူငယ်တွေ deep work လုပ်တတ်အောင်ကြိုးစားပါကျန်တဲ့ distraction and noise တွေကို မဆိုင်ပါနဲ့ပေါ့နော်နောက်တစ်အုပ်ကကြတော့ Man's Search for Meaning ဆိုတဲ့စာအုပ်ဖြစ်ပါတယ်ဒီစာအုပ်ထဲမှာသူကဘာကို point out လုပ်ထားလဲဆိုရင် life is not all about happiness it is about meaning ပေါ့နော်ကျွန်တော်တို့ဘဝမှာအသက်ရှင်တဲ့အခါမှာအရာရာကပျော်ရွှင်မှုအတွက်မဟုတ်ပါဘူးအသိပယ်ရှိစွာအသက်ရှင်တတ်ဖို့ပဲလိုပါတယ်ပေါ့နော်အဲ့ဒီအကြောင်းအရာကိုဒီစာရေးဆရာကသူ့ရဲ့အသက်နဲ့ရင်းရတဲ့အချိန်မှာကိုယ့်ရဲ့ဘဝမှာလုံးဝရှောက်ရမယ့်လမ်းမရှိတော့တဲ့အချိန်မှာလမ်းပြောင်းနေတဲ့အချိန်မှာသူက meanings ပေါ့နော်ဘဝရဲ့အသိပယ်ကိုဘယ်လိုမျိုးရှာခဲ့လဲဆိုတာကိုရေးထားတဲ့စာအုပ်ဖြစ်ပါတယ်တတိယအကြိုက်ဆုံးစာအုပ်တအုပ်လို့ပြောရမယ်ဆိုရင်လည်းမမှားပါဘူးပေါ့နော်နောက်တဲ့စာအုပ်တအုပ်ကတော့ Start with Why ဆိုတဲ့စာအုပ်ဖြစ်ပါတယ်ဒီစာအုပ်ကတော့လူငယ်တိုင်းတွားဖတ်တယ်ဘာလို့လဲဆိုရင်လူငယ်အများစုကသူများကနိုင်ငံခြားဆိုကိုကနိုင်ငံခြားတယ်သူများက creator ဆိုရင်ကိုက creator လိုက်လုပ်တယ်သူများအင်္ဂလိပ်စာဆိုအင်္ဂလိပ်စာဂျပန်ဆိုဂျပန်သူများကလာဘူးဘူးဆိုကိုလည်းလိုက်ပြီးမှလာဘူးဘူးအယုတ်တွေလိုက်ဝယ်တယ်ကိုဘာလို့လုံနေမှန်းလည်းမသိဘူးသူများလုံလိုက်လုပ်တတ်တဲ့သူတွေတွားဖတ်ပါဒါကိုယ့်ရဲ့အုံနောက်မှာ deep thinking မရှိလို့ဖြစ်ပါတယ်နောက်တစ်ခုကကိုယ့်ရဲ့ဘဝမှာ why ဆိုတဲ့မေးခွန်းကိုတေချာလေးနားမလည်တဲ့အခါမှာခက်ခဲလာတဲ့အချိန်မှာပေါ့နော် you will quit very easily အဲ့ဒါကြောင့်မို့ why ဆိုတဲ့ definition why ဆိုတဲ့ meaning ဘာဖြစ်လို့ငါတောင်လုပ်နေရလဲငါအတွက်လားငါမေအတွက်လားငါဘဝအတွက်လားသူများလောက်တိုင်း like လောက်ဆရာမလိုဘူးပေါ့နော်အဲဒီ why ဆိုတဲ့ start with why ဆိုတဲ့စာအုပ်ကစီးပွားရေးလုပ်မဲ့သူတွေရောလူငယ်တွေအတွက်ပါဒါအရင်ကောင်းမဲ့စာအုပ်တို့တည်မြင်ပါတယ်ပေါ့နော်ဒါနဲ့တစ်ဆက်တည်းအတွေးခေါ်နဲ့ပတ်သက်ပြီးမှာပေါ့နော် super thinking ဆိုတဲ့စာအုပ်ကိုလည်းလူငယ်တွေဖတ်တင်ပါတယ်အဲ့ဒီစာအုပ်ထဲမှာသူကဘာပြောရလဲဆိုရင် most bad decision came from bad thinking ပေါ့နော်ဆုံးဖြတ်ချက်တွေအမြဲတမ်းမားနေတဲ့လူတွေကတဲ့သူ့ရဲ့စဉ်းစားပုံမားလို့ပါပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့စဉ်းစားပုံတွေကိုပြောင်းလဲဖို့သူက mental model တွေနဲ့ပတ်သက်ပြီးမှသင်ကြားပေးထားတဲ့စာအုပ်ပါပြီးရင်ဒီစာအုပ်ထဲမှာ smart ဖြစ်တဲ့သူတွေဘယ်လိုမျိုးစဉ်းစားလဲဆိုတာကိုလည်းသူကရှင်းပြပေးထားတယ်ဒီအရင်တဘောကြတယ်ပေါ့နော်ဒီစာအုပ်ကိုဖတ်လိုက်တဲ့အခါမှာသူများတွေဘာဖြစ်လို့ဒါမျိုးစဉ်းစားလဲဆိုတာကိုပို့ပြီးမှနားလည်လာတယ်ပြီးရင်ကိုယ့်ရဲ့စဉ်းစားပုံတွေးခေါ်ပုံမားနေရင်လည်းကိုယ့်ဟာကိုယ်ပြန်ပြီးမှ reflection လုပ်ပြီးမှအဖြေကိုရှာတတ်လာပါတယ်နောက်ဆုံးတအုပ်ကတော့ The Mountain is You ဆိုတဲ့စာအုပ်ဖြစ်ပါတယ်ဒီစာအုပ်ရဲ့ခေါင်းစဉ်အတိုင်းပဲပေါ့နော်ကိုယ့်ဘဝရဲ့အကြီးမားဆုံးပြဿနာကကိုယ်တိုင်ပါပဲ Your biggest life problem is yourself ပေါ့နော်အဲ့တော့ fixed mindset တွေကိုပြောင်းလဲပြီးမှကိုယ့်ဟာကိုယ်ပဲပြုပြင်ဖို့ပဲလိုတယ်နော်ကိုယ့်ရဲ့ဘဝရဲ့အကြီးမားဆုံးပြဿနာကိုယ်တိုင်နိုင်ပဲပေါ့နော်အဲ့တော့ဒီစာအုပ်ကိုဖတ်လိုက်မယ်ဆိုရင်လည်းလူငယ်တွေအတွက်ပေါ့နော်လမ်းပြောင်းနေတဲ့လူငယ်တွေအတွက် meanings တွေအများကြီးရမှာလို့ဒီယုံကြည်တယ်ဒီအခုအကြံပေးရဲ့စာအုပ်9အုပ်ကိုဖတ်ချင်တယ်ဆိုရင်ဒီရွှေနှုတ် app ထဲမှာ collection လေးလုပ်ပေးထားတယ်အခုချစ်ချင်းတွားဖတ်ပါဖတ်ယုံမဖတ်နဲ့
ချရေးပေါ့နော်ဒီစာအုပ်ထဲမှာပြောထားတဲ့အချက်လက်တွေကိုအချရေးပြီးရင်ပြန်စဉ်းစားကြည့်ပေါ့နော်ဟာငါဒီခါလေးရောပြင်ရမယ်ဒီဟာလေးကတော့ငါအတွက်အကျုံးဝင်တယ်ပေါ့နော် reflection တွေလုပ်ပြီးမှကိုယ့်ဘဝအတွက်ကိုလူငယ်တွေကို apply လုပ်စီချင်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ် see you in the next video